ဒါမျိုးတွေဒီကိုစားလိုက်ရရင်ဖြစ်အာကတက်တက်ဒီလိုနဲ့လေရဲ့ပေါ့နော်လူရင်းတီရောင်းတဲ့လူတွေကဒီတခြားသောကုန်ပစ္စည်းတွေလိုမျိုး marketing တွေအများကြီးဆင်းစရာမလိုဘူးအများကြီးကြော်ညာစရာလိုမနေဘူးကွာဘာဖြစ်လို့လဲဆိုတော့စားသုံးတဲ့သူတွေကိုယ်တိုင် marketing ဆင်းတာအလကား marketing ဆင်းပေးတယ်အလကားကြော်ညာပေးတယ်ကြေညာပေးတယ်သူရင်ဒီဆိုတာကအသီးတွေထဲကအသီးတစ်မျိုးပဲစားစရာတွေထဲကစားစရာတစ်ခုပဲဒါပေမဲ့အဲ့ဒူရင်ဒီကိုစားတဲ့လူတွေကဖင်ရတာဒူရင်ဒီစားရတာကိုပဲသူ့ကိုယ်သူနတ်တုတ်တာစားရတာလို့နတ်ပြည်ရောက်သွားတာလို့နဲ့အဲ့ဒီလိုမျိုးအရန်တွေ over လုပ်တာအရန်တွေ over တွေလုပ်တဲ့အခါကျတော့ဒူရင်ဒီရဲ့ဈေးနှုန်းတွေကပို့ပြီးတော့မှမတန်တဆတွေများလာတယ်အမှန်တော့ဗျာဒူရင်ဒီဆိုတာကလည်းသူ့ရဲ့အပင်ကလည်းအပင်တွေထဲကအပင်တစ်မျိုးပါပဲဒူရင်ဒီတီးလာဖို့ရန်အတွက်တာမန်ပဲပြုစုရတာပဲတာမန်မြေဩဇာပဲကျွေးရတာပဲဒူရင်ဒီစားလို့ကောင်းအောင်မြေဩဇာကိုရွှေတွေငွေတွေထည့်ပေးစရာလည်းမလိုပါဘူးဒါပေမဲ့အဲ့ဒီရဲ့ဒူရင်ဒီစားတဲ့လူတွေရဲ့အငြိမ်မနေမှုအကြောင်းပေါ့လေအလကားနဲ့အလကားငါတို့ကဒူရင်ဒီစားဖို့ခက်သွားအောင်ဒူရင်ဒီရဲ့ဈေးတွေတက်ငါတို့ကဝယ်မစားနိုင်ဖြစ်ကုန်သွားဒါမျိုးတွေဒီကိုစားလိုက်ရရင်ဖြစ်အာကတက်တက်ဒီလိုနဲ့လေရဲ့ပေါ့နော်ဒါဒီလိုစားလို့လည်းအရသာရအောင်ကောင်းတယ်အားမလားဒါကလည်းဒါလေးအဲ့ဘာမင်းတို့ပန်းသီးစားတယ်လို့ပဲဒူရင်သီးကိုစားကြစမ်းပါနော်နနက်သီးစားတယ်လို့ပဲလိန်မော်သီးစားတယ်လို့ပဲဒူရင်သီးကိုလည်းမင်းတို့အဲ့အတိုင်းပဲစားကြပါဘာကြောင့်လို့ဒူရင်သီးစားရင်ဗီဒီယိုရတာလဲဘာကြောင့်လို့ဒူရင်သီးစားရင်မင်းတို့ live ပေါ်မှာတင်ရတာလဲရှောက်မတင်နဲ့ကွာမင်းတို့လို့ပဲဒူရင်သီးရဲ့ဈေးကွက်ကဈေးတွေတက်ကုန်ပြီငါတို့ကဝယ်မစားနိုင်တဲ့သူတွေရဲ့အဖြစ်ကိုရောက်သွားပြီအဲ့ဒီတော့ငါတို့လည်းဝယ်မစားနိုင်တဲ့အတိုင်းငါတို့လည်းငြင်လေးနေမယ်မင်းတို့ဝယ်စားနိုင်တယ်ဆိုရင်ဝယ်စားနိုင်တဲ့အတိုင်းအိမ်မှာတိတ်လေးပဲစားကွာငါတို့စားနိုင်တာဆိုလို့ဒူရင်သီးနဲ့နည်းနည်းဆင်တူတဲ့ပိန်းနေသီးလောက်ပဲငါတို့ကစားနိုင်တော့တာနော်ကြည့်ကြလဲလောက်ကြအောင်